လာပါဒီနေ့မှာတော့ဒီမှာပြရတဲ့အတိုင်းလေးအင်ဂျီလေးလုပ်ပြမှာဖြစ်ပါတယ်အဲ့တော့ channel လေးကို like and subscribe လေးလုပ်ထားအောင်ပြချင်ပါတယ်ရှင်အဲ့တော့ဆက်လိုက်ရအောင်အဲ့တော့ပထမဆုံးအင်ဂျီလေးလဲမယ်ပေါ့နော်တချို့နေရာကျတော့ရှုပ်လို့ဆိုတော့မွေရပါဘူးအဲ့တော့ဒီဥစ္စာလေးကိုနှိပ်လိုက်ပါဒါဆိုဒီအင်ဂျီလေးလဲပြလိုက်ပေါ့နော်ပြီးလို့ရှိရင်တော့ဒီထဲဝင်လိုက်ပါဒီပြတာပေါ့နော်ပြီးတော့လို့ရှိရင်တော့ဒီထဲဝင်လိုက်ပါပြီးလို့ရှိရင်တော့ဒီဥစ္စာလေးလည်းဝင်လိုက်ပါပြီးလို့ရှိရင်တော့ဒီလိုမျိုးဒီမှာဝိုင်းပြရတဲ့နှစ်ခုကိုနှိပ်လိုက်ပါပြီးလို့ရှိရင်တော့ဒီမှာထပ်ဝိုင်းပြရတဲ့ဟာလေးပေါ့နော်အဲ့နှစ်ခုကိုနှိပ်ပြရပါမယ်အဲ့ဒါကိုစတိုင်းနှိပ်သွားလိုက်ပါအဲ့တော့ကိုကြိုက်တဲ့အနေထားရပြီဆိုရဲလိုက်ရုံပါပဲဒါဆိုလို့ရှိရင်တော့ရပါပြီဒီလိုမျိုးလှပတဲ့အင်ဂျီလေးတွေကိုလုပ်ပြီးမှဖြစ်လို့ channel လေးကို subscribe လေးလုပ်ခဲ့ပါပြီးတော့ Sakura channel လေးဒီမှာဘယ်လိုအကြောင်းအရာလေးတင်ပြရမလဲဘာစကားလေးရေးရမလဲဆိုတော့လေကောင်းမှမငဲ့ကြပါအောင်နော်အဲ့တော့ဒီအင်ဂျီလေးတွေကြိတ်ကြလားလို့ထင်ပါတယ်ဗောနော်နောက်တစ်ခုမှပြန်တွေ့မယ်အားလုံးပဲ bye